မင်္ဂလာပါရှင်အိမ်ချက်လက်ရဟင်းကောင်းလေးတွေအတူချက်ကြရအောင်နော်မှုကြော်နဲ့ခွဲလို့မရအောင်တူတဲ့မြစ်ပြုတ်ကြော်နီလေးကိုပြန်လည်မြှောက်ပေးလိုက်ပါတယ်ပြုတ်ပြီးသားမြစ်ချောင်းလေးတွေကိုအိမ်ရိုက်တဲ့တန်ချောင်းလေးနဲ့ပေါ့နော်မှုပြီးတော့ပြန်ပြီးတော့လက်လေးနဲ့ခွဲပေးထားလိုက်ပါတယ်ပြီးရင်တော့စားလေးနဲ့ပါနှဲပြီးတော့အခါဓာတ်လေးပြအောင်ဆေးပေးထားလိုက်ပါတယ်ပြုတ်ပြီးသားမြစ်ပြုတ်လေးတွေကိုတညလောက်ရေးစီထားရင်တော့မခါတော့ဘူးပေါ့နော်အခုကချက်ချင်းပြုတ်ထားတာဆိုတော့စားလေးနဲ့နှဲပြီးတော့တန့်တော့အောင်ဆေးပေးထားလိုက်ပါတယ်ညစ်ပြုတ်လေးတွေရေးဆေးပြီးသွားပြီဆိုရင်တော့ရေကုန်တဲ့အထိညှစ်ပေးထားလိုက်ပါတယ်တဲအိုးလေးတဲဖို့ပြင်နေတဲ့အချိန်မှာညှစ်ထားတဲ့မြစ်ပြုတ်လေးတွေကိုဖြန့်ပေးထားလိုက်တယ်စီနဲ့နနုံးမုတ်လေးထည့်ပြီးတော့မြစ်ပြုတ်လေးစကြောပါမယ်အရသာအတွက်စားအချုံမုတ်လေးတွေထည့်ပေးလိုက်တယ်စားကတော့နောက်ဆုံးမှလိုရင်ပြန်ဖြူးလို့ရတယ်ပေါ့နော်စားများတော့လို့ရှိရင်မြစ်ကကျွတ်တဲ့အချိန်မှာအငန်းတက်ကြီးကျန်နေတယ်လို့ပါမြစ်ပြုတ်ကအစိုးကနေ6တက်ထိကြောအောင်မှာဆိုတော့စိတ်ရှိရှိလေးတော့ကြောပေးရပါတယ်မြစ်လေးတွေကိုဖြန့်လိုက်မှွေးလိုက်နဲ့ကြောသွားလိုက်တာကျွတ်လဲကျွတ်ခါနေပြီဆိုတော့ချက်သွင်းပြူလေးအနှံ့မွေးတော့အောင်ထည့်ပေးထားလိုက်ပါတယ်ဆက်ဆက်လေးစားကြတာဆိုတော့နောက်ဆုံးမှငရုတ်တီးချမ်းမှုန့်လေးအုပ်ပေးလိုက်တယ်ချက်သွင်းပြူတို့ငရုတ်တီးမှုန့်လို့ထည့်တဲ့အချိန်မှာမီအေးအေးလေးနဲ့ထားပေးဖို့လိုပါတယ်ကဲခုဆိုရင်တော့ရတာရှိတဲ့မြစ်ပြုတ်ကြော်လေးရပြီရှင်ဒီမြစ်ပြုတ်ကြော်လေးကိုထမင်းပူပူလေးနဲ့နှဲစားလိုက်လို့ကတော့ဘာဟင်းကောင်းမှမလိုပဲနဲ့တမျိုးတည်းရှာလဲစိမ့်မဲ့အကြော်လေးဖြစ်တာမို့လိုက်ပြီးကြော်စားကြည့်ကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်